Colada event အကြောင်းလေးကိုမစခင်ကျွန်တော်အရင် event ဖြစ်တဲ့ Sanrio event အားအကျွေးလေးကိုဆက်လိုက်ပါဦးမယ်ကျွန်တော် daily draw လေးနဲ့နိုင်လာတာနောက်ဆုံးမှာတော့ one draw ပဲကျန်ပါတော့ဟဲ့ဒီ one draw ရပြီဆိုတာနဲ့ကျွန်တော်ကဒီမှာ bingo တစ်ခုရပါမယ် pattern လေးကတော့ဒီအတိုင်းပဲဖြစ်နေပါတယ်အဲ့တော့ဒီမှာနံပါတ်ကိုမကြဘူးဆိုရင်အဆင်ပြေပြီပေါ့နော်အဲ့တော့နံပါတ်ကိုမကြပါစေနဲ့ပဲဆူတောင်းပါတယ်အဲ့ကျွန်တော်ကဒီမှာ diamond လေးလည်းယူပြီးသွားပြီဆိုတော့ကျွန်တော်နောက်ဆုံး draw လေးကိုကျွန်တော်လှည့်လိုက်ပါမယ်နောက်ဆုံးတော့မှာဘာကြမလဲဥပမာကျွန်တော်လိုချင်တာကတော့ကလောက်လေးကိုလိုချင်တာပဲဖြစ်ပါတယ်။ဘာပေးမလဲတစ်ချက်ကြည့်မယ်။တန်တန်နံပါတ်ခွန်မကြရင်အဆင်ပြေတယ် brother တို့။ဒါဘာပတ်တန်တော့အော်အင်ဂျလာကြီးမစိုးပါဘူးလှတော့လှပါရဲ့နော်။လှတော့လှပါတယ်သူများရဲ့ဆို phase 2တဲ့ရသွားပြီပေါ့နော်။ကျွန်တော်ကတော့ကန်ကောင်းထောက်မှဆိုတာနဲ့ phase 2ကိုကြော်လွန်ပြီးတော့နောက်ဆုံးတန်ဒရောထပ်ပြီးနှိုက်ရတာပေါ့နော်လူတွေဘာဘတ်တန်နဲ့ cloud skin ရသွားလဲဆိုတော့ကျွန်တော်ရဲ့ comment အောက်လေးမှာမှတ်ပေးခဲ့ကြပါဦးခင်ဗျာကဲဒါဆိုရင်တော့ brother တို့ကျွန်တော်တို့အတူတူ collector event လေးကိုတွားလိုက်ကြအောင် let's go နောက်လာမယ့် collector ကတော့အားလုံးသိကြတဲ့အတိုင်း hacker ရဲ့ collector ပဲဖြစ်ပါတယ်သူ့ရဲ့ animation ကိုတစ်ချက်ကြည့်ကြည့်မြ brother တို့ oh my god အရမ်းမိုက်တာနော် brother ကြည့်ကြည့်အောင် share ပဲ what the fuck အဲ့ကနဲ့တူတူပါလာမဲ့ collector တွေ lucky box တွေကဘာ skin တွေဖြစ်မလဲဆိုတာကိုကျွန်တော်တို့တူတူကြည့်လိုက်ရအောင်ပထမဦးဆုံးအနေနဲ့ Aurora ကတော့လုံးဝ reset နေနဲ့ပြန်ထည့်ပေးတာရမ်းမိုက်တယ်ဗျာအသားတို့အနေနဲ့ hacker collector မကြိုက်ဘူးဆိုရင်တော့ Aurora collector ကတော့လုံးဝ brother တို့ဝယ်တင်တယ်နောက်ထပ် collector ရဲ့အနေနဲ့ဆိုရင် Error Esmeralda Leslie ဆိုရင် brother ဒီမှာသူက animation ကို revamp လုပ်ပေးထားပါတယ်နောက်ကြတော့ lucky box တွေအနေနဲ့ဆိုရင် Fanny ကိုလည်းသူတို့ဒီမှာ animation ကို revamp လုပ်ပေးထားပါတယ် Fanny skin လေးကအရန်လဲမိုက်သွားတယ်ပေါ့နော်နောက်ထပ် lucky box တွေကတော့ Franco method လိုပဲဖြစ်ပါတယ်။အော်တော့ဆိုရင်တော့ Kimi collector ကို draw 66နဲ့ကျွန်တော်ရခဲ့ပါတယ်။အဲ့တော့ brother တို့လည်း hacker collector ကို draw 60ဒေါ်လာနဲ့ရအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့အသေးစိတ်လေးပြောပြပေးမှာမို့ဗီဒီယိုလေးကိုဆုံးထိနားထောင်ပေးကြပါဦးခင်ဗျာ။အဆုံးအနေနဲ့ brother တို့ကStarlight member ဝင်ရမှာဖြစ်ပါတယ်။ Starlight member ဝင်မယ်ဆိုရင် COA 300ရပါမယ်။အဲ့မှာ 10 draw ရမယ်။ကြတော့ premium supply လာတဲ့ခါကျရင် diamond 900သုံးပြီးတော့10 draw လှည့်ရပါမယ်။အဲ့ကြရင် brother တို့တန်တော်ထက်ရမယ်။အခုကြတော့ premium supply က key လေးတွေနဲ့တန်တော်ထက်ပြီးတော့ရပါအောင်မယ်။အဲဆိုရင် brother စုစုပေါင်း draw အနေနဲ့ဆိုရင်30လောက်ရမှာဖြစ်ပါတယ်။အဲ့တော့ brother တို့က hacker collector ရဖို့ဆိုရင်နောက်ထပ် draw 35 draw လောက်ကိုလှည့်ပေးရမှာပဲဖြစ်ပါတယ်။အဲ့တော့အဲ့ draw 35 draw ဘယ်ရရှာမလဲကျွန်တော်ပြောပြပေးပါမယ်။ event စတဲ့နေ့ကနေစပြီးတော့ဆုံးတဲ့နေ့ဒီ brother တို့ daily draw ကိုမပြတ်မကွက်လှည့်ပေးပါ။အဲ့ဒါဆိုရင်တော့ brother တို့ draw 30ရမယ်။စုစုပေါင်းအနေနဲ့ဆိုရင် draw 60နောက်ထပ်ကျန်တဲ့5 draw ကိုတော့ brother တို့ဒီကနေယူလိုက်ပါ collector ဖောက်တဲ့သူတိုင်းအနေနဲ့ brother ဒီ box list တွေကလုံးဝဝယ်ထားတဲ့နေပေါ့နော်ကျွန်တော်ဆိုရင် daily draw ကို diamond ကို10လုံးသုံးတယ်ဗျာ diamond 10လုံးကိုကျွန်တော်ဒီမှာနေ့စဉ်အကန့်အသတ် box လေးရှိတယ်အဲ့ box လေးကိုဖောက်လိုက်တယ်ဖောက်ပြီးတော့အဲ့မှာ CO ရလာတယ် feedback ကိုယူတဲ့ခါမှာ brother တို့ box လေးရပါတယ်အဲ့ထဲက box ထဲကနေပြီးတော့ CO 10ခုရမယ်diamond 10လုံးသုံးရတဲ့ box ကနေပြီးတော့ CO ရမယ်သူနှစ်ခုပေါင်းပြီးတော့ brother တို့ဒီမှာ CO လေးနဲ့နေတိုင်းလှည့်သွားပဲဖြစ်ပါတယ်ကျွန်တော်ဆိုရင် daily draw ကို diamond 10လုံးပဲကုန်ပါတယ်ကျွန်တော်ပြောတဲ့အတိုင်းဒါတေချာလေးလောက်သွားမယ်ဆိုရင်တော့ brother တို့ကွန်800ထိရနိုင်ပါတယ်အဲ့တော့နားမလဲတာလေးရှိရင် comment လေးမှာမှတ်ပေးခဲ့လို့ရပါတယ်ခင်ဗျာဝေဖန်ကြံပြုချင်တာလေးရှိရင်လည်း comment လေးမှာမှတ်ပေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်လာမယ့် video တွေမှာထပ်ပြီးတွေ့ပါမယ်ခင်ဗျာဇန်နစ် gaming ပဲဖြစ်ပါတယ်